မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Ghost Cat Channel ကနေကြိုဆိုပါရစေဒီကနေ့ညမှာတော့ကျွန်တော်တို့အားလုံးရဲ့ပတ်ဝန်းကျင်မှာတကယ်ဖြစ်ပျက်ခဲ့တယ်လို့ဆိုကြတဲ့မြို့ပြရဲ့မောင်မိုက်တဲ့လမ်းမထက်ကဇက်လန်တူလေးတစ်ပုဒ်အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ရန်ကုန်မြို့ရဲ့မိုးတဲထန်တဲ့ညတညအချိန်ကညနေတကောင်12နာရီတိတိကိုကျော်သူဟာအငါးကားမောင်းရင်ဝမ်းစာရှာစားနေရသူတူပါအဲ့ဒီညကသူနောက်ဆုံးခရီးတွေကိုချပေးပြီးအိမ်ပြန်မှုပြင်နေတဲ့အချိန်လမ်းဘေးမှာထီမဲလေးတလက်ဆောင်ပြီးရက်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီအမျိုးသမီးကအင်ဂျီဖြူကိုဝတ်ထားတယ်မျက်နှာကိုတော့စပင်းရှည်တွေကဖုံးနေတယ်သူမတွားကျင်တဲ့နေရာကမြို့ပြင်ကတုတ်တန်ဟောင်းတစ်ခုအနားမှာရှိတဲ့လမ်းကြားလေးတစ်ခုပေါ့ကိုကျော်သူကတော့ပတ်စံရရင်ပြီးရောဆိုတဲ့စိတ်နဲ့တင်နေလိုက်တာပေါ့ကားလေးကိုသူမဝင်ထိုင်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့အိတ်ဆက်ဆက်အနက်တစ်ခုကိုကိုကျော်သူတတိထားမိသွားတယ်ပန်းချောင်းနဲ့လို့ရှုံပုတ်နဲ့လို့အနက်တစ်ခုကကားထဲမှာပြည့်နေသွားတယ်ကိုကျော်သူကစကားစမြည်ပြောဖို့ကြိုးစားခဲ့ပေမဲ့သူမဘက်ကဘာမှပြန်မပြောခဲ့ပါဘူးမန်နဲ့ကနေကြည့်လိုက်တိုင်းသူမဟာခေါင်းငုံနေမြဲပါပဲလမ်းတစ်ဝက်ရောက်မှကိုကျော်သူဟာနောက်ကြည့်မှန်တွေကိုတစ်ချက်လက်ကြည့်မိလိုက်ပါတယ်အနောက်ခံမှာဘဒူးမှရှိမနေတာကိုမြင်သွားတဲ့ကိုကျော်သူဟာကားဘရိတ်ကိုစောင့်အုပ်မိလိုက်ပါတယ်ဒါပေမဲ့ခဏအကြာမှာကိုကျော်သူအနောက်ခံကိုပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာသူမဟာအနောက်ခံမှာထိုင်နေတာကိုပြန်တွေ့ရပြန်ပါတယ်ကိုကျော်သူရဲ့ကြောပြင်မှာချွေးစေးတွေပြန်လာပါပြီအဲ့ဒီအချိန်မှာပဲအနောက်ခံကအမျိုးသမီးကတိုးတိုးလေးပြောလိုက်ပါတယ်ဆရာလမ်းမနေဒီလမ်းကျမအိမ်ပြန်နေလမ်းမဟုတ်ဘူးကိုကျော်သူအနောက်လဲကြည့်လိုက်တဲ့အချိန်မှာတော့သူမရဲ့မျက်နှာဟာဖြူရော့နေပြီးမျက်လုံးနေရာမှာအပေါက်ကြီးတွေပဲရှိနေတာကိုမြင်လိုက်ရပါတယ်သူမရဲ့အသားတွေဟာရေဆိုနေတဲ့စက်ကူစားလိုမျိုးတစားစီလွင့်ထွက်လို့နေပါတယ်ကိုကျော်သူဟာဘာလို့ရမှမသိတော့တဲ့အတွက်ကြောင့်ကားပေါ်ကဆင်းပြေးဖို့ကြိုးစားခဲ့ပေမဲ့ကားတကားတွေကဖွင့်မရတော့ပါဘူးအဲ့ဒီအချိန်မှာသူမကသူ့ပခုံးကိုလမ်းကင်လိုက်ပြီးကျမကိုလမ်းမေးတဲ့လူတွေအားလုံးကအခုကျမနဲ့အတူတူရှိနေကြပြီဆိုပြီးတော့ကိုကျော်သူကိုစကားပြန်ပြောခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့ကိုကျော်သူရဲ့ကားကိုတုတ်တန်ဟောင်းတွေကခြုံတော်ထဲမှာတွေ့လိုက်ရပါတယ်ကားထဲမှာဘယ်သူမှမရှိကြတော့ပါဘူးဒါပေမဲ့ကားနောက်ခန်းထဲကထိုင်ကုန်ပေါ်မှာစိုးစွတ်နေတဲ့ထီးမဲတစ်ချောင်းနဲ့ရွှွန့်နွန်တွေတော့ကြံရစ်နေခဲ့ပါတယ်ဒါကတော့ဒီညအတွက်တင်ဆက်ပေးလိုက်တဲ့ည7 နာရီအငါးကားဆိုတဲ့အကြောင်းအရာလေးပါပဲတင်ရောညဘက်အငါးကားစီးရင်နောက်ကြည့်မှန်ကိုကြည့်ဖို့တတိယရလားနောက်ရက်တွေမှာလည်းအခုလိုနားဆင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ပေးထားကြပါအောင်ဗျာအားလုံးပဲထိတ်လန့်စရာညချမ်းလေးတစ်ခုပိုင်ဆိုင်နိုင်ကြပါစေနော်